အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတင်ဆက်ပေးသွားမယ့်ဇာတ်ကားလေးကတော့ဖုန်ကြီးနဲ့တနက်ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2000ကျော်ဝန်းကျင်အချိန်လောက်မှာဟိမဝန္ဒနိုင်ငံငယ်လေးဖြစ်သည့်ဘူတန်နိုင်ငံကိုဘရင်စနစ်နဲ့ပဲအုပ်ချုပ်နေခဲ့တာပါဘရင်ကြီးရဲ့ဩဇာအာဏာဟာပြည်သူတိုင်းပေါ်မှာတက်ရောက်ပြီးပြည်သူတိုင်းကလည်းဘရင်ကြီးကိုအလွန်ချစ်မြတ်နိုးကြပါတယ်ဘူတန်နိုင်ငံဟာဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်တဲ့နိုင်ငံဖြစ်ပြီးသူတို့ရဲ့ဘရင်ကြီးကလည်းမေတ္တာတရားနဲ့ပေါင်းစပ်ပြီးပြည်သူတွေကိုအုပ်ချုပ်တာကြောင့်သူတို့တိုင်းပြည်လေးဟာလောဘဒေါသမောဟတွေနဲ့တော်လေးနေပါခဲ့ပါတယ်လှပသောဘူတန်လေခွေးများကိုဖျက်၍ကအိုးတစ်လုံးကိုတည်ဆောင်လာသောဦးစင်းတာရှိကိုတွေ့မြင်ကြရပါတယ်။ဦးစင်းတာရှိသည်တောင်ဆောင်လန်းကလေးအတိုင်းတက်လာခဲ့ပြီးလာမားကိုဦးချကရေဒီယိုဖွင့်သတင်းနာထောင်ခဲ့ပါတယ်။ရေဒီယိုသတင်းထဲမှာတော့ဘရင်ကြီးဟာထီးနှန်းကိုစွန့်ပစ်ပြီးဒီမိုကရေစီရရှိရေးအတွက်မဲပေးရွေးချယ်ခြင်းပြုလုပ်မယ်လို့သတင်းတင်ဆက်သူကကြေညာနေခဲ့ပါတယ်။ထိုအခါလာမားကလာပြင်းနေမတိုင်ခင်မှာတနက်တက်လက်ရှာပေးဖို့ဦးစင်းတာရှိကိုပြောပါတယ်။ဦးစင်းတာရှိလည်းတနက်ကိုတခါမှမမြင်ဘူးပေမဲ့ရအောင်ရှာပေးပါမယ်လို့ဆိုပါတယ်။ဘူတန်မျိုးထဲမှာလေဒန်ကြီးဆိုတဲ့လူတစ်ယောက်ဟာဒီနေ့အရေးကြီးကိစ္စနဲ့သွားစရာရှိကြောင်းသူဇနီးကိုပြောနေပါတယ်။ဇနီးဖြစ်သူကြောက်ကမကောင်းတဲ့သူဖြစ်တာကြောင့်ကြောက်ကသွားစီရမှာဖြစ်ပေမယ့်ဒန်ကြီးဟာလိုက်မပို့နိုင်တော့ကြောင်းပြောကထွက်လာခဲ့လိုက်ပါတယ်။ဦးရရွာလေးမှာတော့ဒေါ်ကြီးလို့ခေါ်တဲ့လူတစ်ယောက်ဟာတီဗီအစ်စ်တစ်လုံးဝယ်လာတာဖြစ်လို့ရွာတဲ့ပတ်ကြွနေခဲ့ပါတယ်။ထိုမြင်ကွင်းကိုရူဖယ်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့ဟာသူတို့အိမ်မော်ကနေလှမ်းကြည့်နေခဲ့ပြီးတီဗီများအဟုတ်မှတ်ပြီးပြောနေသေးတာငါမှလည်းတီဗီရှိတယ်လို့ပြောကတီဗီဖိပြီးသတင်းနာထောင်နေခဲ့ပါတယ်။ TV မှာတင်ဆက်သူလော်ရီယိုကိုကြည့်ပြီးဒီကောင်သာမဲနိုင်သွားရင်တော့ငါတို့နိုင်ငံကြီးကမတွေ့ရစရာပဲလို့ရူဘေကဆိုပါတယ်။ရူဘေကလွတ်တော်အမတ်ဝင်ပြိုင်သူတင်လေကိုထောက်ခံသူဖြစ်ပြီးသူရောက်ခမဖြစ်သူတွေကတော့လော်ရိုကိုမဲပေးကြမှာပဲဖြစ်ပါတယ်။ဦးစင်တာရှိကလည်းလာမအတွက်စားစရာတွေရှာဖွေပေးခဲ့ပြီးတနက်ရှာဖို့ထွက်လာခဲ့လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဘူတန်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်းတခါမှမဲမထည့်ဘူးတဲ့နိုင်ငံသားတွေကိုတင်ပြပေးဖို့အတွက်ဦးရွာလေးကိုထွက်လာခဲ့ပါပြီ။တစ်ဖက်မှာလည်းရိုနန်ကော်မန်လို့ခေါ်တဲ့နိုင်ငံသားတစ်ယောက်ဟာရှီဟောင်းတနက်တစ်လက်ကိုရှာဖွေဖို့အတွက်လေစိတ်ကိုရောက်လာပြီးပဲဖြစ်ပါတယ်။ထိုလူကိုဒန်ကြီးကလည်းလာကြိုနေခဲ့ပြီးတော့ရိုနန်အတွက်ရှီဟောင်းတနက်ကူရှာပေးရမှာပဲဖြစ်ပါတယ်။တစ်ဖက်မှာရှိတဲ့ဦးစင်းတာရှိကလည်းရွာထဲကအိမ်တွေကိုတနက်ရှိလာလို့လိုက်မေးနေပေမယ့်လူတိုင်းကတနက်ကိုမမြင်ဘူးကြဘူးလို့ဆိုပါတယ်။ဒီလိုနဲ့လာပြေးဖို့3ရက်အလိုကိုရောက်လာခဲ့ပြီးတော့ဟိုတယ်မှာဝင်တဲနေကြတဲ့ဒန်ကြီးနဲ့ရိုနန်တို့လည်းရှီဟောင်းတနက်ရှိရာဦးရွာလေးကိုထွက်လာခဲ့လိုက်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်းဦးရွာမှာရှိတဲ့ကော်ဖီဆိုင်နားမှာဝင်နားနေခဲ့ပြီးဦးစင်းတာရှိကလည်းတနက်ရှိနိုင်မဲ့အပန်းဆိုင်ကိုထွက်လာခဲ့ရင်ထိုဆိုင်မှာပဲဝင်ထိုင်ခဲ့ပါတယ်။ TV မှာလာနေတဲ့ဂျိမ်းစ်ဘွန်ကားကိုဦးစင်းတာရှိကသဘောကျနေခဲ့ပြီးဂျိမ်းစ်ဘွန်ကန်ဆောင်တဲ့ AK47 တနက်ကိုပါသဘောကျသွားခဲ့ပါတယ်။ဦးစင်းတာရှိတရားအပန်းဆိုင်ကိုထွက်လာတဲ့လမ်းမှာဒန်ဂျီတို့ကားနဲ့တွေ့လို့လမ်းဖယ်ပေးခဲ့ရပါသေးတယ်။ဒန်ဂျီနဲ့နိုင်ငံသားတို့နှစ်ယောက်လည်းအပန်းဆိုင်ကိုရောက်လာခဲ့ကြပြီးဒန်ဂျီကသူပြောထားတဲ့အတိုင်းနိုင်ငံသားကိုခေါ်လာတယ်လို့ပြောပါတယ်။ထိုအခါပန်ဂျာကတနက်ကိုထုတ်ပြလိုက်တဲ့အခါရူလန်ကတနက်ကိုတိချစစ်ဆေးကြည့်ပြီးဒါကအမေရိကန်ပြည်တွင်းစစ်တုံးကရိုင်ဖယ်တနက်လို့ဆိုပါတယ်။ရူလန်လည်းတနက်ကိုအလွန်ကြိုက်နှစ်သက်သွားပြီး3သိန်းခွဲပေးမယ်လို့ဆိုပါတယ်။ငွေ3သိန်းခွဲနဲ့ဝယ်မယ့်အကြောင်းကိုဒန်ဂျီကအပန်ဂျာကိုပြောပြတဲ့အခါထိုငွေကအလွန်များပြားတာကြောင့်သူလက်မခံနိုင်ဘူးလို့ပြန်ပြောပါတယ်။ထိုအခါရူလန်ကဒီထက်ပို့ပေးဆိုပို့ပေးနိုင်သေးတယ်လို့ပြောပါတယ်။နဲလို့မဟုတ်ဘူးအရန်များလို့သူလက်မခံဘူးလို့ပြောပြီး3သိန်းခွဲနဲ့ပဲဈေးဖြတ်လိုက်ကြပါတယ်။ရိုလန်တို့လည်းနီးစက်ရဘဏ်မှာငွေသွားထုတ်မှာဖြစ်ပြီးမနှက်ဖြန်ကြမှာငွေသားနဲ့တနက်ကိုလဲလှယ်မှာပဲဖြစ်ပါတယ်။သူတို့ထွက်သွားချိန်မှာပဲဦးစင်းတာရှိရောက်လာခဲ့ပါတယ်။တစ်ဖက်မှာရှိတဲ့ဒန်ဂျီဇနီးစီကိုရဲတွေရောက်လာခဲ့ပြီးဒန်ဂျီကလက်နဲ့ရောင်းဝယ်မှုနဲ့ပတ်သက်နေကြောင်းပြောပြီးအခန်းအတွင်းကိုစစ်ဆေးမှုတွေပြုလုပ်ကြပါတယ်။ဦးစင်းတာရှိကသူဒီကိုလာရတဲ့အကြောင်းရင်းကိုပြောပြတာကြောင့်အပန်ချာလဲသူ့စီမှာရှိတဲ့တနက်ကိုလှူလိုက်ပါတော့တယ်။လာပြည့်နေ့ရောက်ဖို့2ရက်အလိုမှာတော့တနက်ကြီးထမ်းလာတဲ့ဦးစင်းတာရှိကိုရွေးကောက်ပွဲဥက္ကဋ္ဌတို့ကားနဲ့တွေ့ပြီးလမ်းကြုံတင်ခေါ်သွားခဲ့ပါတယ်။ငွေတုပ်ကြီးဆွဲပြီးရိုဒန်လူရောက်လာချိန်မှာတော့တနက်ကိုလှူလိုက်ပြီးဖြစ်ကြောင်းသိရတဲ့အခါရိုဒန်တို့လည်းဦးစင်းတာရှိနောက်ကိုအပြေးလိုက်သွားကြပါတယ်။ဦးစင်းတာရှိယူလာတဲ့တနက်အကြောင်းကိုဥက္ကဋ္ဌကမေးတဲ့အခါသူတေချာတော့မသိပေမယ့်လာမကလာပြညပွဲတော်လုပ်ဖို့အတွက်တနက်လူတာဖြစ်မယ်လို့ပြောပါတယ်။ဦးစင်းတာရှိလည်းကျောင်းနဲ့အနီးဆုံးနေရာမှာဆင်းနေခဲ့ပြီးကျောင်းကိုလမ်းလျှောက်ပြန်လာခဲ့လိုက်ပါတယ်။ခဏအကြာမှာတော့ဒန်ဂျီတို့ကလည်းအရှိန်အဟုန်နဲ့ရောက်လာခဲ့ပြီးဦးစင်းစီကတနက်အကြောင်းကိုပြောတဲ့အခါဦးစင်းတာရှိကမပေးနိုင်ကြောင်းဆိုပါတယ်။ဒန်ဂျီတို့လည်းသူတို့မှာပါလာတဲ့ပိုက်ဆံတွေနဲ့ဝယ်မယ်လို့ပြောပေမယ့်ဦးစင်တာရှိကသူ့ပိုက်ဆံမလို့ဘူးတနက်ပဲလိုတာလို့ပြောပြီးထွက်သွားခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့လည်းလွတ်လပ်မှုနဲ့တန်းတူညီမျှမှုကိုကိုးစားပြုတဲ့အပြာရောင်စက်မှုဖွံ့ဖြိုးရေးအတွက်အနီရောင်ဒါမှမဟုတ်နိုင်ငံတော်တည်တံ့ခိုင်မြဲရေးအတွက်အဝါရောင်စသဖြင့်ကျိုင်းနှစ်သက်ရာအယောင်တစ်ခုကိုမဲပေးနိုင်ကြောင်းရွာသားတွေကိုရှင်းပြနေခဲ့ပါတယ်။ဒန်ဂျီတို့နှစ်ယောက်ကလည်းလက်လျှော့ခြင်းမရှိဦးစင်နာကိုလိုက်နေခဲ့ကြပါတယ်။ဒီတနက်ကတန်ကျွေးတွေလည်းတက်နေပြီဖြစ်လို့ပြစ်လူလေးရမှာမဟုတ်တော့ဘူးလို့ဒန်ဂျီကပြောနေပေမယ့်ဦးစင်းကလက်မခံခဲ့ပါဘူး
တန်ကြီးလည်းအကျဉ်းရသွားပြီးဦးစင်းကဘာတနက်ဖြစ်ဖြစ်ရတယ်မလားဒီငွေတွေနဲ့ဆိုတနက်10လက်လောက်ဝယ်လို့ရတယ်လို့ပြောပါတယ်ဦးစင်းကလည်းတနက်10လက်ထိမလိုပါဘူး2လက်ဆိုရပြီလို့ပြောတာကြောင့်တန်ကြီးတို့လည်းလိုချင်တဲ့တနက်ကိုရွေးပါဆိုပြီးတနက်ပုံတွေကိုထုတ်ပြလိုက်ပါတယ်ဦးစင်းလည်းဂျိမ်းစပွန်ကင်တဲ့တနက်ကိုမြင်ပူးထားတာကြောင့် TV တွေကကောင်းကင်နေဒီတနက်ကိုလိုချင်တယ်လို့ဆိုပါတယ် AK47 တနက်ကဝယ်ယူရမလွယ်လို့တခြားတနက်တွေရေးခိုင်းပြီးမြဲဦးစင်းကဒီတနက်ပဲယူမှာလို့ပြောပါတယ်တန်ကြီးတို့လည်းပြောမရတော့တဲ့အဆုံးမှာ AK47 တနက်2လက်နဲ့မနက်ဖြန်မှာလဲလှုပ်ကြဖို့သဘောတူလိုက်ကြပါတယ်တန်ကြီးတို့2ယောက်သားလည်းကော်ဖီဆိုင်လေးမှာခဏဝင်ထိုင်ခဲ့ကြပြီးတန်ကြီးမိမကြီးက miss call တွေတွေ့တာကြောင့်ဖုန်းပြန်ခေါ်ခဲ့ပါတယ်ထိုအခါမိမဖြစ်သူကသူ့စီကိုရဲတွေရောက်လာကြောင်းရှင့်ကိုလိုက်ရှာနေကြကြောင်းပြောပါတယ်သူတို့ရှိမှတော့သတင်းထောက်တွေရိုက်ကူးရေးလုပ်နေကြတာကိုတွေ့ကြရပါတယ်ဦးစင်းတာရှိကလည်းကြောင်းကိုပြန်ရောက်လာခဲ့ပြီးဒီတနက်ကိုအပန်းကြားကလှူလိုက်တာဖြစ်ကြောင်းဒီရွေးကောက်ပွဲဥက္ကဋ္ဌတွေပါရောက်နေပြီဖြစ်ကြောင်းပြောပါတယ်လာမနဲ့ဦးစင်းတာရှိတို့နှစ်ပါးတောင်ကုန်းပေါ်ထွက်လာခဲ့ကြပြီးမနက်ဖြန်အတွက်ပြင်ဆင်နေခဲ့ကြပါတယ်စောင့်ကြည့်ခံထားရတဲ့ရူဒန်တို့ကို TV ကတဆင့်ရဲတပ်ဖွဲ့ဝင်တအုပ်ကမြင်သွားပြီးရူလန်တို့ရှိတဲ့နေရာကိုတွားရောက်စုံစမ်းမှုဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာရှိတဲ့ရူဒန်တို့ကလည်းမှောင်ခိုသမားတယောက်စီကနေ AK47 တနက်2လက်ဝယ်ယူနေခဲ့ကြပါတယ်ဒီလိုနဲ့လာပြင်းနေရောက်လာခဲ့ပြီးအစမ်းမဲပေးခြင်းကိုလေလာမရဲ့ပွဲတော်အနီးမှာပဲပြုလုပ်နေခဲ့ကြပါတယ်လာမရဲ့ပွဲကိုအပါချားလဲရောက်လာခဲ့ပြီးတပည့်တော်စီကတနက်ကိုဘာအတွက်လိုတာလဲမိတဲ့အခါမကြခင်မှာဒီတနက်ရဲ့အသုံးချမှုကိုတွေ့ရတော့မှာပါလို့လာမကပြန်ပြေးလိုက်ပါတယ်ပန်ကြီးတို့2ယောက်သားလည်းလမ်းမှာကပ်ပြတ်နေတာကြောင့်ထွန်ဆက်တစည်းနဲ့လမ်းကြုံလိုက်နေခဲ့ကြပါတယ်ထွန်ဆက်ကားပေါ်ကလူတွေကလည်းလာမရဲ့ပွဲကိုသွားတာဖြစ်ပြီးထိုလူတွေထဲမှာအယုတ်ကြီးတယ်လာသူကိုရူလန်ကအံ့ဩစွာကြည့်နေခဲ့ပါတယ်မဲပွေးပွေးစရင်ကိုစစ်ကြီးတဲ့ကအဝါယာကမဲပေးမှုအများဆုံးဤအပြတ်အသတ်နိုင်နေတာကြောင့်ရွေးကောက်ပွဲဥက္ကဋ္ဌကရွာလူကြီးကိုမေးတဲ့အခါအဝါရောင်ကသူတို့နိုင်ငံဘရင်ကြီးရဲ့အယောင်ဖြစ်နေလို့သိလိုက်ရပါတယ်ရွာထိပ်ကလက်ဖက်ရည်ဆိုင်ကိုရဲရာရှိတွေရောက်လာခဲ့ပြီးရိုးလက်ပုံကိုပြတဲ့အခါဆိုင်ဝင်တန်းကောင်မလေးကသူဒီကိုလာကြောင်းပြောပါတယ်တစ်ဖက်မှာရှိတဲ့လာမရဲ့ပွဲတော်လေးစတင်နေခဲ့ပြီးရွာသားတအုပ်ကအယုတ်ကြီးကိုလာမအားကတ်လူနေတာကိုတွေ့ကြရပါတယ်ပွဲတဲ့စီကိုတက်ရောက်ဖို့ဦးစင်းကဥက္ကဋ္ဌကိုခေါ်လာတဲ့အခါရဲတပ်သား2ဦးလည်းရောက်ရှိနေပြီပဲဖြစ်ပါတယ်ခဏအကြာမှာတော့ရူလန်နဲ့ဒန်ဂျီတို့2ယောက်တနက်ချင်းလဲဖို့ရောက်လာခဲ့ချိန်လူအုပ်ကြီးကိုမြင်ပြီးအံ့အားသင့်နေခဲ့ကြပါတယ်ဦးစင်းတာရှိနဲ့အတူရဲ2ယောက်ပါရောက်လာတာကြောင့်ဒန်ဂျီတို့လဲလက်နေခဲ့ကြပါတယ်ရဲ2ယောက်ကဒန်ဂျီတို့ကိုစကန်ကိုခေါ်သွားမယ်ပြောပေမဲ့ဦးစင်းတာရှိကပွဲတော်ပြီးမှပြန်ကြပါပြောတာကြောင့်ပွဲတော်စီကိုလိုက်သွားခဲ့ကြရပါတယ်ပထမဦးဆုံးအနေနဲ့လာမကဩဝါဒစကားစတင်ပြောကြပါတယ်ဇေဒီတွေဟာဗုဒ္ဓရဲ့ဉာဏ်အလင်းကိုကိုးစားပြုတယ်ဖုန်ကြီးတို့ဟာအခက်အခဲတွေကိုကြော်လွှားနိုင်မှုဒါမျိုးဇေဒီတွေကိုအများကြီးတည်ခဲ့ကြတယ်လို့ပြောပြီးအခက်အခဲကိုကြော်လွှားဖို့နောက်ထပ်ဇေဒီတစုတည်ရမည်ငတ်မမှုကိုကြော်လွှားဖို့စံစေ့တွေကိုထပ်ပနာကြတယ်ကက်ယောဂါကိုကြော်လွှားဖို့ဆေးဝါးတွေကိုထပ်ပနာကြတယ်အမုန်းတရားတွေရန်ညိုးတွေကိုကြော်လွှားဖို့အတွက်ဒီတနက်ကိုလည်းဇေဒီရဲ့ထပ်ပနာတွေကိုထည့်သွင်းရလိမ့်မယ်လို့လာမကပြောဆိုလိုက်ပါတယ်တိုင်းပြည်အတွက်ဆန္ဒပြုပြီးထပ်ပနာတွေထည့်ဖို့ရွေးကောက်ပွဲဥက္ကဋ္ဌကိုပြုလုပ်ခိုင်းတာကြောင့်ဥက္ကဋ္ဌလည်းတနက်ကိုကျွင်းနေပစ်ချလိုက်ပါတော့တယ်ထိုအချိန်ရသားတွေကလက်ခုပ်လက်ဝါးတီးပြီးပျော်ရွှင်စွာအော်ဟစ်ကြပေမယ့်ဒန်ဂျီတို့2ယောက်ကတော့မပြောနိုင်ခဲ့ကြပါဘူးပွဲတော်ပြီးပြီဆိုတာကြောင့်ရဲတွေကဒန်ဂျီတို့ကိုခေါ်သွားတဲ့အချိန်မှာသူတို့ဒီကိုလာရခြင်းကတနက်2လက်ကိုထပ်ပနာထဲဖို့အတွက်လာတာဖြစ်ကြောင်းပြောပါတယ်ဦးစင်းတာရှိလည်းရောက်လာပြီးသူတို့ပြောတာမှန်ကြောင်းတနက်2လက်မှားထားတာဖြစ်ကြောင်းထောက်ခံပေးလိုက်ပါတယ်ဒီလိုမှမလုပ်ရင်သူတို့လည်းအဖက်ခံရတော့မှဖြစ်တာကြောင့်ရူလန်လည်းတနက်2လက်ကိုသူကိုယ်တိုင်ထပ်ပနာချင်းနဲ့ပြစ်ထည့်လိုက်ရပါတော့တယ်ထိုအချိန်ရသားတွေကလည်းလက်ခုပ်လက်ဝါးတီးပြီးအားပေးခဲ့ကြပြီးရဲရာရှိကလည်းသူ့မှာပါလာတဲ့တနက်ကိုထပ်ပနာချင်းနဲ့ပြစ်ချလိုက်ပါတော့တယ်ဒီလိုနဲ့ဇေဒီထပ်ပနာပွဲပြီးသွားတဲ့ညမှာမိဘုံပွဲပြုလုပ်ခဲ့ကြပြီးလာမကနိုင်ငံသားမိတ်ဆွေရဲ့လှူဒန်းမှုကိုအတိအမှတ်ပြုလက်ဆောင်အဖြစ်အယုတ်ကြီးကိုပေးအပ်လိုက်ပါတော့တယ်ဒီအယုတ်ကြီးကငါတို့ယဉ်ကျေးမှုကအဓိကအခန်းကဏ္ဍမှာပါဝင်နေတဲ့ဒုရဖြစ်နေတာမျိုးကိုပျောက်စေတဲ့ဉာဏ်အလင်းကိုပွင့်လင်းစေတယ်လို့ဘန်ကြီးကရှင်းပြလိုက်ပါတယ်